အားလုံးပဲမင်္ဂလာပါကျွန်တော် Burmese Funded Trader Education နဲ့တင်ဆက်တဲ့ YouTube channel နဲ့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ candlestick chart တွေဘယ်လိုဖတ်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်တူတူနဲ့အလွယ်ဆုံးရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တော်တော်များများဒီ trading chart ကိုကြည့်ဖူးကြမှာပါတော်တော်များများလည်းမြင်ဖူးကြမယ်လို့ကျွန်တော်ထင်ပါတယ်အစိမ်းရောင်တွေအနီရောင်တွေဘာအရောင်တွေမှန်းတော့မသိဘူးပေါ့နော်ဘာလို့ဆိုလို့မှန်းလည်းမသိဘူးဒါကတော့ကျွန်တော်တို့ normal ပါပဲကျွန်တော်တို့ပထမဆုံးကြည့်တုန်းကဆိုလဲအဲ့လိုမျိုးပဲဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ဒီ candlestick chart တွေဆိုတာဘာလဲတချောင်းချင်းဘယ်လိုဖတ်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုပြီးတော့ရင်တော့ဒီ candlestick chart တွေ trading chart တွေကြည့်ရတဲ့ဟာကိုအရင်ရှုပ်ရှက်ခတ်နေတာမျိုးမဖြစ်တော့ဘဲနဲ့ရိုးရိုးရှင်းရှင်းလေးဖြစ်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်โอเคကျွန်တော်ဒီ candlestick တချောင်းက price သတင်းအချက်လက်ကျွန်တော်၄ခုပေးတယ်ပေါ့နော်ကျွန်တော် open close high low ဒါကိုကျွန်တော်တို့အလွယ်နည်းနဲ့ OHLC လို့ခေါ်ကြတယ်ပေါ့နော် open ဆိုတာတော့ကျွန်တော်ဒီ period မှာဈေးနှုန်းဘယ်မှာစဖွင့်တယ်လဲ close ဆိုတာကတော့ကျွန်တော်ဘယ်မှာပိတ်တယ်လဲကျွန်တော် high ဆိုတာတော့ဒီ candlestick တစ်ချောင်းရဲ့အမြင့်ဆုံးရောက်ခဲ့တဲ့ဈေးနှုန်း low ဆိုတာတော့ကျွန်တော်အနှိမ့်ဆုံးရောက်ခဲ့တဲ့ဈေးနှုန်းပေါ့နော်ဒီ candle တစ်ခုရဲ့ကိုယ်ထဲကတော့ကျွန်တော် body လို့ခေါ်တယ် open နဲ့ close ကြားအကွာဝေးကိုကျွန်တော်ပြပေးတယ်ဆိုတော့ဒီအပေါ်နဲ့အောက်မှာရှိတဲ့ဒီအချောင်းလေးတွေကတော့ကျွန်တော်တို့ wick ဒါမှမဟုတ်ရင် shadow လို့ခေါ်ကြတယ်ဒါကတော့ height နဲ့ low ပြတယ်ပေါ့နော် okay ကျွန်တော် candlestick chart တွေ trading chart တွေကြည့်ကြတဲ့ဟာမှာဒီ candle အချောင်းလေးတွေကအယောင်မျိုးစုံအနေနဲ့ရှိကြတော့တော်တော်များများတွေ့ပူကြမယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ customize လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်ဟာလူအများစုသုံးတဲ့ဒီအစိမ်းရောင်နဲ့အနီရောင်အခြေခံပြီးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ဒီအစိမ်းရောင် green candle လေးကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ period မှာဈေးနှုန်းတက်သွားတယ်လို့ဆိုလိုတယ်။ open ထက် close ကပို့ပြီးတော့မှမြင့်တယ်။ဒီလိုမျိုး candle ကိုကျွန်တော်တို့ bullish candle ဆိုပြီးမှခေါ်ကြတယ်။ red candle ဆိုရင်ဒီအနီရောင် candle လေးอ่ะဆိုရင်တော့ကျွန်တော်ဒီ period မှာခုနရဲ့စံချိန်ဘက်ပေါ့နော်ဈေးနှုန်းကျသွားတယ်လို့ကျွန်တော်ဆိုလိုတယ် close က open ထက်ပို့ပြီးမှနှိမ့်နေမယ်။ဒါကိုကျွန်တော်တို့bearish candle ဆိုပြီးမှခေါ်ကြတယ်အချင်းချင်းပြောမယ်ဆိုတော့ကျွန်တော်အစိမ်းရောင် candle လေးကတော့ဈေးတက်တယ်အနီရောင်ကတော့ဈေးကျတယ်ဒါပါပဲ okay ကျွန်တော် time frame အကြောင်းပြောကြည့်အောင်ဗျ candlestick အကြောင်းပြောမယ်ဆိုရင် time frame ကအရန်အရေးကြီးတယ် time frame ဆိုတာကျွန်တော် candle တစ်ချောင်းကိုစားပြုတဲ့အချိန်ကာလကိုပြောတာဖြစ်တယ်ကျွန်တော်ဒီ trading chart မှာဆိုရင်ဒီအမှာ time frame တွေရွေးလို့ရတဲ့နေရာရှိတယ်ဒီမှာဆိုရင်ကျွန်တော် M1 ဆိုတဲ့ဟာကတော့ candle တစ်ချောင်းမှာ10 minute ကိုစားပြုတယ် H1 ဆိုတဲ့ဟာကတော့ကျွန်တော်1 hour ပေါ့နော်တနာရီကိုစားပြုတယ် D1 ဆိုတဲ့ဟာကတော့တစ်ရက်ဒီ candle တစ်ချောင်းကတစ်ရက်စာဈေးနှုန်းအတက်အကျဖြစ်ခဲ့တယ်ဆိုတဲ့ဟာကိုစားပြုတယ်ပေါ့နော်ကျွန်တော်အဲ့တော့ time frame ကြီးလေ pattern ကပိုပြီးရှင်းလေဒါပေမဲ့ signal ကတော့ပိုပြီးမှနည်းလေပေါ့နော်ကျွန်တော် beginner တွေအတွက်ဆိုရင်တော့ကျွန်တော် H1 ဒါမှမဟုတ်ရင် H4 ကနေစကြည့်ဖို့ recommend လုပ်ချင်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်1 hour candle chart တွေရဲ့4 hour candle chart တွေကိုပြောတာပေါ့နော်ဒါမှ market overall direction ကိုပို့ပြီးတော့မှမြင်ရမှာပေါ့နော်ဆို candlestick pattern တွေမှာအများကြီးရှိပေမဲ့ကျွန်တော် beginner အဆင့်မှာတော့နှစ်ခုလောက်သိထားရင်အဆင်ပြေတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ဟာ doji နဲ့ engulfing ဆိုတဲ့ candlestick pattern ပေါ့နော်ဆို doji ဆိုတာကတော့ body ကတေးသေးလေးနဲ့မမြင်ရလောက်တဲ့အနေထားလောက်မှာရှိတဲ့ body နဲ့wick နှစ်ဖက်ဒီအပေါ်ကအချောင်းနှစ်ချောင်းဖြစ်တဲ့ wick ကနှစ်ဖက်ရှည်နေတဲ့ဟာကိုကျွန်တော်တို့ doji ဆိုပြီးမှပြောတယ်အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုတော့ buyer နဲ့ seller အဝယ်နဲ့အယောင်းကတင်းတင်းကြပ်ကြပ်ရှင်ပြိုင်နေတယ်ဆိုတော့ဒီ indecision signal ဖြစ်တယ်ပေါ့နော် direction ပြောင်းနိုင်တယ်ဆိုတော့သတိပေးချက်လို့လည်းတော်တော်များများပြောကြတယ်ကျွန်တော် engulfing pattern ကြောင့်ပြောကြရအောင် engulfing ဆိုတာတော့ကျွန်တော်တို့နောက်ကကြီးတဲ့ candle တစ်ချောင်းက shit candle ကိုလုံးဝဖုံးလွှမ်းသွားတဲ့ဟာမျိုးဆိုလိုချင်တာဖြစ်တယ်အဲ့တော့ market ကပြောင်းလဲမယ်ဆိုတော့ခိုင်မာတဲ့ signal ကိုပေးတယ်ဆိုပြီးမှတော်တော်များများပြောကြတယ်ပေါ့နော်ဒီကျွန်တော် candlestick pattern တွေကိုသုံးတဲ့ဟာမှာကျွန်တော်သတိပေးချင်တာတခုရှိပါတယ်တော်တော်များများကတော့ candlestick pattern တွေကိုသုံးပြီးမှ profitable ဖြစ်နေတဲ့လူလည်းရှိသလို candlestick pattern တွေကိုသုံးပြီးတော့မှ profitable မဖြစ်တဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်မှတ်ထားစေချင်ပါတယ်ဒီ candlestick pattern တွေသုံးပြီးမှတကယ် profit ဖြစ်မလားမဖြစ်ဘူးလားဆိုတာသိချင်တဲ့လူတွေအတွက်ပါကျွန်တော်ဒီ trading chart တွေ candlestick တွေဖတ်တတ်ဖို့ practice တွေအများကြီးလိုတယ်နေ့တိုင်းကျွန်တော်ဒီ trading chart ကိုကြည့်ပြီးမှအရင်လေ့လာပါအရင်ကြည့်ပြီးလေ့လာပြီးတော့မှကျွန်တော် observe ပဲအရင်လုပ်ဖို့ကျွန်တော်အကြံဉာဏ်ပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ candlestick pattern ရဲ့အခြေခံလေးဖြစ်ပါတယ်ကျွန်တော်တို့ Burmese Funded Trader နဲ့ education content တွေကိုဒီထက်အများကြီးတင်သွားပေးဖို့ရှိတာဖြစ်တဲ့အတွက် YouTube channel ကိုလည်း subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ကျွန်တော်ပြောနေကြအတိုင်းပဲ learn first manage risk prove yourself အားလုံးပဲအဆင်ပြေကြပါစေ